ဒီအရန်လာရဲ့ Elsa skin အတွက် free draw တွေကိုဘယ်လိုယူရမှာလဲ free draw ကစုစုပေါင်း16ခုရမှာဆိုပေမဲ့လောလောဆယ်မှာက10ခုအထိကိုတော့ယူလို့ရနေပြီပဲဖြစ်ပါတယ်ကဲဒါဆိုပထမဆုံးတစ်ခုနဲ့စလိုက်ရအောင်ပထမတစ်ခုကတော့ကျွန်တော်တို့လောရင်ဝင်တာနဲ့ဒီ Elsa skin အတွက် free draw တစ်ခုရမယ်ပြီးတော့ Dragon Crystal 200လေးရအောင်မှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့လောရင်ဝင်တာနဲ့ရမှာပေါ့နော်ဆိုတော့နောက်တစ်ခုကိုသွားလိုက်ရအောင်ဟုတ်ပြီဒီ draw လုပ်တဲ့နေရာမှာဒီအပေါ်နားကအပေါင်းပုံစံလေးကိုနှိပ်လိုက်မယ်ဆိုရင်ဒီလိုမျိုး free draw ယူလို့ရမယ်ဟာလေးပေါ်လာမှာပေါ့နော်အဲ့ဒီမှာဆိုရင်ဒီ event တွေကိုပထမဆုံးဝင်တဲ့အချိန်မှာ free draw တစ်ခါယူလို့ရပါမယ်ဆိုတော့စုစုပေါင်းကျွန်တော်တို့စီမှာ free draw 2ခုရှိသွားပါပြီကျန်တဲ့6ခုကကြတော့ဘယ်နာသွားယူရမှာလဲဆိုရင်ဒီကဂိုးဆိုတာလေးကိုနှိပ်ရပါမယ်အဲ့ဒါဆိုရင်တော့ကျွန်တော်တို့ဒီ page တဲကိုရောက်သွားပါမယ်ဒီမှာ3ခုကိုဘာသာတို့တွေးရမှာပါဒီအောက်က2ခုကတော့ရှင်းတယ်token 200ထည့်ရင် free draw တစ်ခုရမယ်token 250ပြည့်သွားရင်တော့နောက်ထပ် free draw တစ်ခုထပ်ပြီးတော့ရအောင်မှာဖြစ်ပါတယ်ဒီမှာ brother မေးမှုရှိမှာကဒါဆို token 250ထည့်လိုက်ရင် free draw တွေအကုန်ရမှာလားဆိုတော့မဟုတ်ဘူးဘာကြောင့်လဲဆိုတော့ဒီအပေါ်ကတစ်ခုကြောင့်ပါသူကဘယ်လိုအလုပ်လုပ်တာလဲဆိုရင် free draw က4ခုရှိတယ်ဗျာအဲ့တော့ bro ကတရက်ကို token ဘလောက်အမောက်မင်းထည့် free draw တစ်ခုရမယ်ဆိုတော့4ရက်လုံးကိုအဲ့လိုထည့်ပေးလိုက်မယ်ဆိုရင်တော့ free draw 4ခုအထိကိုရရှိမှာပဲဖြစ်ပါတယ်ဆိုတော့ token က4ရက်ဆက်တိုက်တောင်ထည့်ရမှာဆိုတော့အဲ့အတွက်အမောက်နည်းနည်းပဲထည့်ဖို့စဉ်းစားနေရပြီဆိုရင်တော့ဘာမှပူမနေပါနဲ့ကျွန်တော်တို့တာဝဂိမ်းမှာမြန်မာငွေ900ကျပ်ထင်းနဲ့ token 16ခုအထိကိုလာဝယ်ယူလို့ရနေပါတယ်ဆိုတော့ free draw တွေကိုဒီလိုမျိုးလွယ်လွယ်ကူကူနဲ့ယူလို့ရနေပါတယ်စုစုပေါင်း token အမောက်မပြည့်ရင်လည်းအရန်တန်တဲ့ weekly cap plus တခုလာဝယ်ထည့်လိုက်အောင်ပါပဲဒါလည်းကျွန်တော်တို့စီမှာလာဝယ်လို့ရပါတယ်ကဲဒါကတော့ free draw 8ခုကိုဘယ်လိုယူရမလဲဆိုတာပြပြပေးခဲ့တာပဲဖြစ်ပါတယ်ဆိုတော့ဒီဗီဒီယိုလေးရအောင်ဒီလောက်ပါပဲဗျအားလုံးပဲဆင်ပြေကြပါစေ